မင်္ဂလာပါ idea 134နဲ့ကြိုဆိုပါရစေဒီဗီဒီယိုမှာတော့ရက်နဲ့ပတ်သက်တဲ့ကျန်းမာရေးဗဟုသုတတွေမျှဝေသွားမှာပါပထမဆုံးအနေနဲ့ရက်တောက်တယ်ဆိုတဲ့နေရာမှာ social drink ကအပေါင်းအသင်းတွေဆိုလို့တောက်တဲ့သူတွေရှိသလိုမနက်မိုးလင်းတာနဲ့ရက်တစ်ဖက်နဲ့နေ့တစ်နေ့အစားပြည့်တဲ့သူတွေလည်းရှိမှာပါဒီတော့ရက်တောက်ခြင်းဟာပြဿနာတစ်ခုဖြစ်လာနိုင်မလားဆိုတာဘယ်လိုသိနိုင်မှာမလဲရက်ကကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေနဲ့လူနေမှုဘဝတွေပေါင်းသင်းဆက်ဆံရေးကိုထိခိုက်မှုရှိလာမယ်ရက်တောက်တာကိုရက်ဖို့မစင်စားမိဘူးဆိုပြဿနာရှိနေပါပြီဆိုတော့ပမာဏဘလောက်တောင်ရင်ရေရှည်မှာကျန်းမာရေးထိခိုက်နိုင်လဲဆိုတဲ့မေးခွန်းပေါ်လာပါတယ်ဒီအတွက်စံနှုန်းတစ်ခုရှိပါတယ်စံသတ်မှတ်ရရင် alcohol 10 gram ပမာဏတောက်တိုင်းအချမ်းပြင်း1 unit လို့မှတ်ရမှာပဲဘီယာတစ်ပူတောင်မဟုတ်ဘီယာတစ်ခွက်အချမ်းပြင်း285မီပါတဲ့ဘီယာတစ်ခွက်တစ်ပူကို 1.3 unit လိုမျိုးမှတ်ရပါမယ်ဒီဟာကပါဝင်တဲ့ alcohol ပမာဏပေါ်မူတည်ပြီးတော့ခွဲပြနိုင်ပါတယ်ဟိုမှာ wine နေဆိုရင် alcohol ပမာဏပုံများမျိုးရှိမယ်low alcohol ဘီယာတွေမျိုးဆိုရင်တော့ alcohol ပမာဏနည်းနိုင်ပါတယ်ခုနမေးခွန်းပြဆိုင်ရင်ယောက်ျားတစ်ယောက်ဟာတစ်နေ့ကို6 unit ထပ်ပို့ပြီးတော့တောင်းရင်ဒါမှမဟုတ်မိန်းမတစ်ယောက်ဟာ4 unit ထပ်ပို့ပြီးတော့နေ့စဉ်တောက်သုံးနေမယ်ဆိုရင်ရေရှည်မှာစိုးရိမ်ရရှိလာမှာပါရက်ကိုအလွန်ကျွံတောက်သုံးတဲ့အခါခန္ဓာကိုယ်ထဲမှာရှိတဲ့ကိုရင်းအင်္ဂါမှန်သမျှကိုစိုးရိမ်ရတဲ့အောင်နိုင်ပါတယ်ဒုက္ခအရောက်ဆုံးကတော့အသက်အစာအိမ်နှလုံးအုံနောက်တို့ပဲဖြစ်ပါတယ်သွေးပေါင်တွေတက်လာမယ်ကောက်တွေယောဂါတွေဖြစ်နိုင်တယ်မုန်းချိုအိမ်ရောင်ရမ်းတာအသက်6တာတွေဖြစ်လာနိုင်ပါတယ်ဒါပြင်ရမကလူလင်နေတဲ့တခုခုဆိုစဉ်းစားမရဘူးမေ့တာတွေဖြစ်နေပြီဆိုရင်သတိထားပါတော့အဲ့ဒါအရက်ကြောင့်ဖြစ်တဲ့လက္ခဏာတွေတခုပါဒါပြင်မူးရံမမောင်းနဲ့မောင်းရံမမူးနဲ့ဆိုသလိုဇူသေးစေနိုင်တဲ့ရင်တိုက်မှုတွေ90%လောက်မှာအရက်ပေါင်ပတ်သက်နေပါတယ်နောက်တစ်ခုကတော့ရက်ဟာဆေးဝါးတွေအနိသင်ပုံမှာလည်းတက်ရောက်မှုရှိနေတာကြောင့်ယောဂတစ်ခုခုကြောင့်ဆေးတောက်သုံးနေရမျိုးဆိုရင်အရက်ကိုရှောင်သင့်ပါတယ်ဒီတော့ကမိမိကအရက်ကိုပုံမှန်ဆွဲတောက်တတ်သူဆိုရင်ကိုယ်စီမှာဒီလက္ခဏာတွေပေါ်လာရင်ဗျာသတိထားကြည့်ဖို့လိုပါတယ်ဘာလက္ခဏာတွေလဲဆိုတော့ကိုယုံကြည်မှုလျော့နေလာမယ်စိတ်တို့စိတ်ဆက်လွယ်လာမယ်စိုးရိမ်တော့ကစိတ်တွေများလာမယ်ထင်ရောက်ထင်မှားဖြစ်တာရှိလာမယ်စိတ်ဖိစီးမှုတွေများလာမယ်အလုံးမှာအဆင်မပြေတော့ဘူးကိုယ့်ရဲ့ relationship တွေနဲ့အဆင်မပြေတာတွေဖြစ်လာမယ်ဒါအပြင်အိမ်မပြောတာမျိုးသွေးတိုးတာတွေအစာမကြေတာနောက်ပြီးတော့ကိုယ့်ရဲ့အလိမ်မှုတွေရဆန်းဆောင်ရမှာကျဆင်းလာတာမျိုးလက်တုံတာမျိုးကောက်ယောဂါတွေအဝလွန်တာတွေအဲ့လက္ခဏာတွေပေါ်လာနေပြီဆိုတော့ဒါသတိထားဖို့လိုနေပါပြီဒီတော့ကအရက်တောက်တာကိုအလွန်ကျွံမဖြစ်စေဖို့အတွက်ဒီချက်တွေကိုမှတ်ထားပါအရက်ကိုနေ့တိုင်းမတောက်ပါနဲ့တပတ်မှာယောက်ျားဆိုရင်12 unit ထပ်ပို့ပြီးမတောက်ပါနဲ့မိန်းမဆိုရင်တော့8 unit ထပ်ပို့ပြီးမတောက်ပါနဲ့တပတ်ရက်တစ်ပတ်မှာအနည်းဆုံး3ရက်ကိုရက်မတောက်ဖဲနေပါရက်ဘီယာတောက်သုံးတဲ့အခါမှာ alcohol ပမာဏနည်းတဲ့ဘီယာကိုရွေးချယ်တာမျိုးလုပ်ပေးပါအစာမရှိဘဲနဲ့အရက်မတောက်ပါနဲ့နောက်တစ်ခုကတော့နောက်ပြီးတော့ကိုယ်အနေနဲ့အရက်တောက်မယ့်အခြေအနေမျိုးကိုရှောင်လွှဲနိုင်ဖို့ကြိုးစားပါဥပမာအဖြစ်ပါတီတွေနောက်ထွက်တာတွေမျိုးကိုရှောင်လွှဲနိုင်ဖို့တန်နိုင်ဆုံးကြိုးစားပါနောက်ပြီးတော့ alcohol ကိုတောက်တဲ့အခါအရက်တောက်တဲ့အခါတခြားရက်မဟုတ်တဲ့ဟာတွေနဲ့ရောပြီးတော့တောက်လုံးမျိုးကိုလုပ်တင်ပါတယ်ဒီတော့မိမိအနေနဲ့အရက်ကြောင့်ပြဿနာတွေကြုံလာပြီဆိုပမာဏကိုပဲဖြစ်ဖြစ်ချိန်ကိုပဲဖြစ်ဖြစ်စာရှောင်နိုင်မှုကြိုးစားပါအချိန်မဆွဲဘဲနဲ့အကူအညီရရပါဘယ်သူတွေစီရရယူရမလဲဆိုတော့နီးစပ်ရအစီအစဉ်ရပါမိမိဖာသာရုပ်ပြဖြစ်ဖို့ကြိုးစားရင်အရက်နာကြတဲ့လက္ခဏာတွေပေါ်လာတတ်ပါတယ်ဒါကြောင့်တကြမ်းတဲ့ဆရာတွေနေစီတော့ပါ you only live once ပါမိမိပိုင်ဆိုင်လိုတဲ့ဘဝကိုကျန်းမာရေးအသီးနဲ့ရှင်ပြီးရွေးချယ်နိုင်ကြပါစေနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်